Hello မင်္ဂလာပါအချိုးကဒီနေ့ဖီဂျူဟာဟိုရက်ကကောက်ထားတဲ့အသီးတွေကမကောင်းတော့ဘူးကွာဒီလားမစားပြတော့ချိုးလက်ခရီးထွက်သွားလိုက်တဲ့အခါကျတော့အခုဒီနေ့ချိုးရဲ့ ဖီဂျူ contents လေးကိုလည်းကြိုက်ကြတယ် they really interesting ဆိုရဖြစ်တယ်ဆိုတဲ့အခါကျတော့ချိုးကဒီနေ့ဖီဂျူဟာအပင်အောက်ကိုကျွန်တော်အတူတူဒီပေါ့ခေါ်ပါဖိတ်ခေါ်ပါတယ်ဆိုတော့က let's go ချိုးအခုအိမ်နာမှာဖီဂျူဟာသွားကောက်ပါဖြစ်ပါတယ်ဒါကတော့လမ်းဘေးပါဒီမှာကားတွေလည်းသွားနေပါတယ်ဒါကချောရဲ့အိမ်နေပါဟုပါဒါကြတော့ဖီဂျူဝအပင်ဖြစ်ပါတယ်ဒါသူ့ရဲ့အသီးတွေပါဒီလိုတီးတာပါအပွင့်တူရွက်တူလို့ဖြစ်နေတော့အသီးနဲ့အရွက်နဲ့တိတ်မကွဲပါဘူးကြည့်လိုက်ပါဒါဆိုလို့ရှိရင် ready ဖြစ်နေပြီပျော့လဲပျော့နေပြီပေါ့နော်ဒါသူ့ရဲ့အပင်မှာပေါ့နော်မကြည့်လိုက်တီးနေတာဒီလိုလေးတွေပေါ့နော်မလကာသီးလိုတရသီးလိုပေါ့နော်ကိုကတော့အရွက်နဲ့အသီးတွေကတိတ်ပြီးတော့မကွဲဘူးဆိုတာဆိုလို့ရှိရင်ချောရဲ့အိမ်ဘေးကလမ်းဘေးပေါ့နော်ဆိုတော့ကားတွေကတော့သွားနေတာဒါကအိမ်ရဲ့လမ်းကြားပေါ့တိုးနေတာပါဆိုဒီမှာဆိုလို့ရှိရင်အသီးတွေအကြီးတွေမကြည့်တကယ်အကြီးလလဆဆလလဆဆဒါဆိုလို့ရှိရင်လည်းကြီးတယ်လလဆဆပေါ့နော်ဆိုဒါဆိုလို့ရှိရင်ဒါဖီဂျူကအပင်အောက်ဖြစ်ပါတယ်ဒီမှာကြည့်လိုက်ဒါသူ့ရဲ့အပင်အောက်ပေါ့နော်ဆိုဒါဆိုရင်တော်တော်ကြီးရယ်ဒါဆိုရင်လည်းတော်တော်ကြီးရယ်ချောကမစားပြတော့ဒီဘို့ကအော်မရစားပြပါဆိုအမေရိကန်ချိုးက fasting လုပ်နေတာမနဲ့နေ့လေညနေစာစောစောစားပြီးတော့နေ့လေ7 နာရီ7 နာရီလောက်မှစားမှာပေါ့နော်ဒါပေမဲ့ဒီနေ့တော့စားပြလိုက်ပါမယ်အရင်တော့ပါတယ်လလဆက်စနဲ့အရင် juicy ဖြစ်ပါတယ်ဆိုတော့ဆိုလို့ရှိရင်လည်းပေါ့နော်โอเคဆိုတော့ကအဲ့ရောက်လို့ရှိရင်လီးပြီးတော့ခက်စားပြမယ်စမူသီလုပ်တောက်ရင်တောက်မယ်ပေါ့ဒီတီဂျိုဟာကိုချိုးကစမူသီလုပ်ထားပါမယ်အဲ့တော့ဒါကဖီဂျိုဟာအရင်လက်ဆက်ဆက်နဲ့မနက်ကတော့ငါကောက်ထားတဲ့ဖီဂျိုဟာလေးတွေဖြစ်ပါတယ်ဆိုတော့က1 2 3 4 5လုံးလောက်ထည့်မယ်the protein boost ဖြစ်တဲ့အတွက်ကြောင့်မို့လို့ချောက vanilla essence နဲ့ protein ကို1 scoop ထည့်ပါမယ်1 scoop ဆိုတော့ရင် oat milk ထည့်မယ်သူရဲ့ထဲထဲက is really good very juicy ချိုချင်းလေးအရင် refreshing ဖြစ်တယ်အရင်ကောင်း so good really နော်တတိလိုလေးSo one scoop, 2 scoop, vanilla essence protein shake ထည့်မယ်ကိုစားချင်တဲ့အသီးထည့်လို့ရတယ် anything ပေါ့နော် smoothie ကကျတော့ပြီးတော့ချောက oat milk ထည့်မယ် blend it ပေါ့နော်
very healthy breakfast ဖြစ်ပါတယ်ချင်ချိုလေး protein အုတ်မြစ်ကကြတော့နည်းနည်းလေးစိတ်နဲ့အရသာပေးတယ်ဗနီလာကြတော့မှွေးလဲမှွေးတယ်နည်းနည်းလေးအချိုဓာတ်လေးလဲပါတယ်သူကသူ့ရဲ့ origin နဲ့အချိုဓာတ်ကလည်းဒီမှာပဲဆိုတဲ့အခါကျတော့ s ချင်ချိုလေးနဲ့ချင်ချိုစိတ်လေးပေါ့နော်အဲ့လိုအရသာမျိုးလေးကိုရရှိပါတယ်ဆိုတော့ကချောရဲ့ဒါ breakfast ဖြစ်ပါတယ်I will going to weight lifting ဒီနေ့ချော body back class သွားမယ်ဆိုတဲ့အခါကျတော့ဒါအလကားရတယ်ဒီလေ New Zealand မှာအလကားရတာဆိုလို့ feature ကလမ်းဘေးမှာကြာနေတဲ့အသီးတွေပဲရှိရဆိုတော့ဒါအလကားရတဲ့natural resource လေးပေါ့နော်တဘာဝအရေးမြစ်ကနေရတဲ့အလကားရတဲ့ဟာလေးဆိုတော့ဘယ်ပဲဖြစ်အတမှုထားပြီးတော့တောက်ပါတယ် so take good can eat like that too It's really good, So, bye bye. Wait, one more lại ông ấy. Tata. I love you all. Have a good day, shit.